အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေကြိုဆိုပါရစေကျွန်တော် channel လေးကိုလည်း like subscribe နှိပ်ထားပေးကြပါဦးဒီကျွန်တော်တို့တနင်္လာအဖွင့်နေပေါ့နော်တနင်္လာအဖွင့်နေမှာမနေ့ပိုင်းကလည်းခွန်9ညနေပိုင်းမှာလည်းသူကခွန်9ပြန်ကနန်းနေတယ်ဆင်းတယ်ပေါ့နော်ဒီကျွန်တော်တို့ပြန်ကနန်းကပြီးခဲ့တဲ့အပတ်ကဆိုရင်လည်းဒါ2ချိန်ဆင်းတယ်ဒီနေ့ဒီတစ်ပတ်မှာလည်းကျွန်တော်တို့ဖွင့်ချင်းမှာ1ချိန်ဆင်းသွားတယ်ပြောမှဆိုဒါနေ့တိုင်းကတော့ဒါဘလို့မှအဆင်ပြေမနေဘူးပေါ့နော်ကျွန်တော်နေ့တိုင်းမှာကကျွန်တော်တို့ပူးဆိုင်ကကောင်းတယ်ကောင်းရတာနဲ့ကိုပြောမှဆိုရင်သူကမဆင်ပေးဘူးဒီပြန်ကနန်းပဲကြားတယ်ပြီးတော့ဒီကျွန်တော်တို့ဒီပေါ့နော်ဒီမနေ့ကဆိုင်ပေါ့နော်မနေ့ကဆိုင်ကလည်းကျွန်တော်တို့ဒါတောက်ချာမနေ့ကနန်းညနေပြန်ဆင်းတဲ့ဆိုင်ကလည်းကျွန်တော်တို့ဒီ3-5တစ်ခွက်ကလှရတာနဲ့ကိုမဆင်းပေးဘူးပေါ့နော်အဲဆိုတော့ကျွန်တော်တို့ဒီကျန်တဲ့3ရက်အတွက်ပေါ့နော်ဒါပေမဲ့ break တစ်လုံးကတော့ဒီနေ့ရက်အတွင်းကိုဒါ break တစ်လုံးကိုဒါမိတ်ဆွေတို့အနေနဲ့ဒါပိုင်နိုင်လိုက်ကစားဖို့လိုတယ်ဘာလို့လဲဆိုတော့ဒီ site ကကျွန်တော် break site ကလည်းတော်တော်လေးလာတယ် break site ကတော်တော်လေးလာတာဖြစ်တဲ့အတွက်ဒီနေ့ရက်အတွင်းလောက်ကိုဒါပိုင်နိုင်ကစားပေါ့နော်ဒါဖြစ်နိုင်တော့မနေ့ပြန်လောက်ကတော့သူချပေးနိုင်ပြီပြီးတော့ကျွန်တော်ဒီကျန်တဲ့ဒီ3ရက်ပေါ့နော်သူကကြာရင်းနေပိတ်တယ်ဆိုတော့ကျန်တဲ့3ရက်6ချိန်ကစားဖို့ကိုကျွန်တော်မွေးခွဲပေါ့နော်အဓိကတစ်ခွက်ကိုကျွန်တော်မိတ်ဆွေတို့ပြကြည့်ပေးမယ်ကျွန်တော်တွေ့ထားရှိရင်မွေးခွဲတစ်ခွက်ကိုပဲအဓိကမွေးပေါ့နော်ဒီမနက်ကတော့ခွန်9ထွက်တယ်ဆိုတော့ကျွန်တော်တရားမန်ပါတော့ကျွန်တော်လေးလုံးဝေရတော့ကျွန်တော်ပြောမစင်ဒါအောင်သွားပြီအဖွင့်နေမှာပဲဒါမဲ့ဒီမန်ပါသမားတွေလည်းဒါပြောမစင်ချင့်ချိန်ပြီးမှကစားပေါ့နော်ဘာလို့လဲဆိုတော့မန်ပါသမားရဲ့ပဲဖြစ်ဖြစ်ကြံတဲ့လူတွေအကုန်လုံးပေါ့နော်ချင့်ချိန်ပြီးကစားကြပါဘာလို့လဲဆိုတော့ကျွန်တော်ပြန်ကနန်းနေထပ်နေတယ်ပေါ့နော်ထပ်နေရဆိုတော့အတွက်ဒီတစ်ပတ်ကလည်းတော့ကြနေအရင်ပတ်နဲ့ထူးမချနာဖြစ်နေမှာဆိုလို့ပေါ့နော်အဲဆိုတော့မိတ်ဆွေတို့အားလုံးပဲချင့်ချိန်ပြီးကစားကြပါပြီးတော့ဒါမိတ်ဆွေတို့ကျွန်တော်နည်းသတိထားရအောင်တစ်ချက်ပြောပြအောင်နော်ကျွန်တော်ဒီတစ်ပတ်မှာသတိပေးဖို့အမှန်တိုင်းပြောရင်ဒါမေ့နေတယ်ကျွန်တော်လည်းမနေ့နဲ့ဒီနေ့မှာကျွန်တော်နည်းနည်းလေးအလုပ်ကရှုပ်သွားတယ်ပေါ့နော်ဒါတော့ကျွန်တော်အပြင်ကိစ္စအလုပ်လေးရှုပ်သွားတော့အပြင်လုပ်လေးနည်းနည်းရှုပ်သွားတော့ကျွန်တော်လည်းသတိမပေးမိလိုက်ဘူးကျွန်တော်ပြောတဲ့1ချိန်နစ်ခွန်ရင်49ရက်ကိုကျွန်တော်ပြောတဲ့ကီးက135ပဲကတ်ရအောင်ကျွန်တော်ပြောတဲ့တစ်ပတ်အတွင်းမှာသူက2ချိန်ကတော့အနည်းဆုံးဆင်းပေးတယ်ဒီနေ့ဆိုရင်ဒါမနေ့တစ်ချိန်ညနေတစ်ချိန်ကိုကြိုက်ကွက်ရှိရင်ဒါတင်ကစားလို့ရတယ်ပေါ့နော်ဒါပြောမယ်ဆိုတော့လေးလုံးဝေတစ်ခွေစာနဲ့ကျွန်တော် break တစ်လုံးစာရှိတယ်သူကအားလိုက်မယ်ဆိုရင်6ခွက်12ခွက်အားလိုက်မယ်ဆိုရင်24ခွက်ရှိတယ်လေးလုံးဝေတစ်ခွေနဲ့ကျွန်တော်တို့ဒါ break တစ်လုံးစာရှိတယ်သူကဒါမိတ်ဆွေတို့အနေနဲ့ဒါကစားရေးရင်ပေါ့နော်ကစားတတ်ရင်တနင်္လာအင်္ဂါဗုဒ္ဓဖူးနေ့ထိကို3ရက်အတွင်းကိုကျွန်တော်ဒါတစ်ချိန်ကစားလို့ရတယ်။3ရက်အတွင်းကိုပေါ့နော်3ရက်ကိုကျွန်တော်တို့တစ်ခါကစားလို့ရတယ်ဒီဟာကိုအကုန်လိုက်ကစားလို့ရတယ်။3ရက်ပြီးသွားလို့ကျွန်တော်ဒါတစ်ခွက်ထွက်သွားတယ်ဆိုရင်ကြာပြီးတောက်ကြမှာကျွန်တော်နောက်တစ်ချိန်ဒါလိုက်ကစားလို့ရတယ်။ကိုကြိုက်တဲ့အကွက်ရှိရင်တော့တင်ကစားလို့ရတယ်ပေါ့နော်ဒီထက်ကဒါကတော့ကျွန်တော်မိတ်ဆွေတို့ကိုလိုက်ကစားရမယ်ဆိုတဲ့အကြောင်း24ဝက်ကျတော့တကယ်တမ်းလိုက်ကစားကြည့်မယ်ဆိုရင်ညမနဲ့ဆိုရင်အကွက်တွေကများတယ်ပေါ့နော်ဒါပေမဲ့ကိုကြိုက်အကွက်ရှိရင်တင်ထိုးဒီဟာကတစ်ပတ်မှာ2ချိန်ကအနည်းဆုံးကျွန်တော်ပြောလို့လောလောဆယ်ဖြစ်ပေးနေတဲ့အပင်တွေရသူကတစ်ပတ်မှာ2ချိန်လောက်အဆင်းပေးနေတာဖြစ်တဲ့အတွက်ဒါမိတ်ဆွေတို့ကိုကျွန်တော်ကလည်းသတိထားရအောင်လို့ကျွန်တော်ပြောပြပေးတာပေါ့နော်အဲဆိုတော့ကျွန်တော်တို့ဒီမနေ့ပြန်အတွက်ကိုကျွန်တော်တို့နေ့တိုင်းထိုးဝက်လေးကိုတစ်ချက်ကြည့်မယ်နေ့တိုင်းထိုးဝက်လေးကိုတစ်ချက်ကြည့်မယ်ပြီးတော့ဒီကျွန်တော် break တစ်လုံးပေါ့နော်နေ့ရက်အတွင်းကြာနိုင်မယ် break တစ်လုံးလေးကိုကျွန်တော်ထပ်ပြီးမှပြန်ကြည့်ပေးမယ်ဒီ shift break ကတော့နော်အဖွင့်နေမှာပေါ့နော်အပူးရ shift break ရ site ကလာပြီးမှသူကဒါမဆင်းခဲ့ဘူးဒီ3-5ဆိုရင်လည်းဒါ site လေးကလာတာပေါ့နော်လာတယ်သူမဆင်းသွားဘူးဟုတ်ပြီဒါပေမဲ့နောက်နေ့မှာဆင်းသွားရင်လည်းဒါပြောမယ်ဆိုတော့ကျွန်တော်ဒါနေ့တိုင်း break လိုက်တာဖြစ်တဲ့အတွက်ပေါ့နော်နောက်နေ့မှာဆင်းသွားခဲ့ပြီးရှိတော့လဲဒါကတော့ကိုကြိုက်ွက်ရှိရင်တော့ထည့်ပြီးမှကစားထားကြပါเนาะဒါမိတ်ဆွေတို့ကြိုပြီးပြောထားတာကျွန်တော်ကတော့နေ့ရက်အတွင်း break တစ်လုံးနဲ့ဒီကျန်တဲ့6ချိန်ပေါ့เนาะကြာရင်းနေပိတ်တယ်ဆိုတော့6ချိန်မွေးခွက်တစ်ခွက်ကိုပဲကျွန်တော်ဦးစားပေးပြီးပြပါမယ်ပေါ့เนาะဒီတပတ်စာကတော့ကျွန်တော်မိတ်ဆွေတို့ပေးထားတယ်တပတ်စာကတော့မိတ်ဆွေတို့အနေနဲ့ဒါကစားနိုင်ရင်ကစားပါเนาะကစားနိုင်ရင်တော့မှဒါချိန်ပြီးမှတော့ကစားကြပါချိန်ပြီးမှတော့ကစားကြကျွန်တော်ပြောလို့ပြန်ကနန်းတွေကလည်းဒါတောက်လျှောက်လို့ကြာနေတယ်တရက်ချလို့ဖြစ်နေဒီ
တရက်ချာမဟုတ်ဘူးเนาะဒါဆိုရင်ဒါအဖွင့်တွေကိုပြန်ဆက်တယ်အဲ့ဆိုတော့ကျွန်တော်တို့ဒီနေ့မနေ့မှာခွန်9ထွက်တယ်ကျွန်တော်ဒီ site လေးနဲ့ကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ပေါ့เนาะဒီမှာပေါ့နော်တောက်ကြနေမှာ8383လို့ဒီလိုပြန်ကနန်းစဉ်းထားပေးတယ်เนาะဒီတစ်ပတ်မှာလည်းကျွန်တော်တို့13ညတောက်ကြနေမှာစဉ်းထားပြီးပြီဆိုတော့သူ့ရင်တစ်ပတ်ကနှစ်တုံညကဟောဒီမှာအင်္ဂါနေ့မှာနှစ်တုံညဆိုပြီးမှလာဆင်းတယ်အဲ့ဆိုတော့ကျွန်တော်ဒီဒုတိယတစ်ပတ်မှာကြည့်လိုက်မယ်ဆိုရင်3ည5ကဟောဒီမှာ3ည5ဆိုပြီးမှဆင်းနိုင်တယ်ဒါနေ့တိုင်းထိုးကွက်เนาะဒီမှာနှစ်တုံညတဲ့ဆင်းတယ်3ည5တဲ့ဆင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ3ည5လေးကိုဒါပြောမယ်ဆိုရင် maintain ကစားမယ်3ည5တစ်ခွက်ကိုကျွန်တော်ဒီညနေပဲ9တုံးကတော့ဒါပြောမယ်ဆိုတော့ shift break ပေါ့နော် shift break ကတော့သူဒါထပ်ပြီးမှကြာနိုင်လားမကြာနိုင်ဘူးလားဆိုတော့လောလောဆယ်အပင်ကြီးမှာတော့ကျွန်တော်သွားမတွေ့သေးဘူးပေါ့နော်ဟုတ်ပြီအဲ့ဆိုတော့ကျွန်တော်တို့ဒီ3ည5တစ်ခွက်ကဒါပြောမယ်ဆိုရင်ဒါနည်းနည်းလေးလာတယ်ပြောရမှာနော်ဒီပုံစံတိုင်းကျွန်တော်တို့ဆက်ပြီးပေးခဲ့မယ်ဆိုရင်ဒါ3ည5တစ်ခွက်ကပြေးမလို့ဟုတ်အဲ့ဆိုတော့3ည5တစ်ခွက်ကို maintain ထိုးမယ်ပြီးတော့ကျွန်တော်တို့ဒီ4ခွန်တစ်ခွက်ပေါ့နော်သူကညမနဲ့ကနန်းဖြစ်တဲ့အတွက်ကျွန်တော်4ခွန်တစ်ခွက်လေးကိုပါကျွန်တော်ထည့်ကစားပေးမယ်ပေါ့နော်ဒီ4ခွန်တစ်ခွက်လေးကိုထည့်ပြီးမှဒုအနေနဲ့ဖြစ်ဖြစ်ဒါထည့်ပြီးမှကစားပေးမယ်ဒီ3ည5ဘာလို့ဆင်းနိုင်လဲဆိုတော့လောလောဆယ်ဖြစ်ပေးနေတဲ့အပြင်ပေါ့နော်ခွန်9လို့ထွက်ပြီးရင်သူကကြာရင်းနေမှာကျွန်တော်တို့3ည5ဟောဒီမှာ3ည5လို့ဆင်းတယ်3ညထိတ်နဲ့ဆင်းပေးရနော်3ညထိတ်နဲ့ဆင်းပေးတာဆိုတဲ့ခါကျတော့ခုနကကျွန်တော်တို့ကြည့်တဲ့ site ဒီမှာ3ညထိတ်နဲ့3ည5 3ညထိတ်နဲ့3ည5ကထပ်ပြီးမှဆင်းနိုင်တယ်အဲ့ဒါဆိုဒီ3ည5ကခုနခွန်9ထွက်တဲ့ site မှာဆိုရင်ကျွန်တော်တို့ဒါကြာရင်းနေမှာဆင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါအင်္ဂါနေ့ကလောလောဆယ် site ကတော့အင်္ဂါနေ့ site ဒါပေမဲ့ကျွန်တော်ကြံရက်တွေမှာ3ည5တစ်ခွက်ကို main မွေးပြီးမှကစားမယ်မွေးခွက်တစ်ခွက်ကောင်းပေါ့နော်အဲ့ဆိုတော့ကျွန်တော်3ည5တစ်ခွက်ပြီးသွားပြီကျွန်တော်နောက် site လေးတွေကြည့်မယ်နောက် site လေးတွေကတော်တော်လာမိတ်ဆွေတို့နဲ့ဒါနည်းနည်းလေးတေချာလေးကြည့်ပေါ့နော်ဒီမှာပေါ့နော်ဒါတောက်ကြံနေမှာ3ညထွက်တဲ့ဒီမှာခွန်5ဒီတစ်ပတ်မှာလည်းအတူတူပဲပေါ့နော်သူပုတ်တဲ့ဖုန်းထဲမှာ6လေးဆိုတော့3 break ပေါ့နော်3ည3 4 9 3 break 3 break ပြီးတော့သူကအင်္ဂါနေ့မှာဒီမှာ6 9ဆိုတဲ့တစ်ခွက်ကဆင်းနေအဲ6 9ကဘယ်ကနေလာလဲဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်6 6ကဒီမှာ6 9လို့ဆင်းနေပြီးတော့သူ6 9အောက်က3ည5ပေါ့နော်3ည5ကသူကကြာရင်းနေ့မှာ3ည5လို့ထပ်ဆင်းထားတာရှိတယ်အဲဆိုတော့ကျွန်တော်ဒီတစ်ပတ်မှာကဒီ3ည5နဲ့6 6ကသူက break to break ပဲနော်တွက်ရမယ်ဆိုရင်5 break ကျွန်တော်ဒီပြင်မှာ3 1 break to break တွက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီပြောမယ်ဆိုရင်ဒါမနေ့ပြန်မှာကျွန်တော်တို့ဒီ1 3ဆိုတဲ့ဒါ4 break ကကြာနိုင်ပြီ4 break ဘာလို့ကြာနိုင်လဲဆိုတာကျွန်တော်နောက်တစ်ဆိုင်နဲ့ပြန်ပြပြီမနော်ဒီမှာဆိုရင်ကျွန်တော်ပြောတယ်သူပေးနေကြကဏ္ဍတိုင်းဆို6 6နဲ့3ညကနှစ်ကွက်လုံးဆင်းတယ်1 3နဲ့1 3ကျွန်တော်တစ်ခွက်ပဲရှိတယ်1 3 3 1တစ်ခွက်ပဲရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့1 3နဲ့3 1ကို3 1ပေါ့နော်1 3ကိုကျွန်တော်ဒါ main တင်ပြီးမှကစားလို့ရတယ်ဒီ4 break ပေါ့နော်ပြီးတော့ကျွန်တော်တို့နောက်ထပ်ကြည့်မယ်ဆိုရင်ဒီမှာခွန်9နဲ့ခွန်4ပေါ့နော်ခွန်9နဲ့ခွန်4ရလဲကျွန်တော်တို့ဒီမှာပေါ့နော်1 3ညခွန်5လို့ထွက်ပြီးရင်ဒီမှာ9ခွန်နဲ့4ခွန်ဆိုတာဆင်းတယ်ကျွန်တော်ဒီတစ်ပတ်မှာလဲ1 3ညခွန်5လို့ထွက်ထားတယ်ခွန်5ခွန်4နဲ့သွားတူတာ8 6နဲ့3ည4ကျွန်တော်ဒီမှာ8 6နဲ့3ည4ထပ်ဆင်းမယ်အကုန်လုံးကသွားကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒါ4 break တွေယူပဲအဲဆိုတော့ကျွန်တော်တို့ဒီ4 break ကဒါကျန်တဲ့ရက်တွေမှာဆင်းနိုင်တယ်ဒါပေမဲ့ကျွန်တော်2ရက်အတွင်းလောက်ကိုဘာလို့ကစားမလဲဆိုတော့ကျွန်တော်နောက်တစ်ဆိုင်နဲ့တစ်ချက်ပြန်ပြီးမှပြပေးမယ်ခွန်9လို့ကျွန်တော်တို့ဒါမနေ့ဘက်ပေါ့နော်တနင်္လာအဖွင့်နေမှာခွန်9လို့တက်ထွက်ပြီးရတယ်သူကဒီညနေမှာပေါ့နော်အင်္ဂါညနေမှာ9 9ဆိုတဲ့4 break ဒီမှာဆိုရင်3 1ဆိုတဲ့4 break ကျွန်တော်ဒီမှာဆိုရင်ခွန်9လို့ထွက်ပြီးရတယ်ကျွန်တော်4 break ကကျွန်တော်ဒါအင်္ဂါနေ့မှာဆင်းနိုင်ပြီးတော့သူကကျွန်တော်ပြောလို့ break to break ဆင်းထားတဲ့ပုံစံရဆိုရင်သူဒါဆင်းပေးသိပြီနော်ဆင်းပေးသိပြီဆိုတော့ဒါပြောမယ်ဆိုရင်ဒါ6လေးထွက်တဲ့နေ့ဆိုရင်1ရက်2ရက်3ရက်4ရက်ဒါမနေ့ပြန်လောက်ကိုတော်တော်ဆိုင်ကောင်းတယ်ခွန်9ထွက်တဲ့ site နဲ့လည်းကျွန်တော်တို့သွားမိတယ်ခုနကကျွန်တော်ပြတဲ့ပေါ့နော်ဒီ1 3ည
လေးကိုတစ်တုံညာခွန်ကကိုလေးတစ်တုံညာခွန်ကဒီဆိုင်နဲ့ဆိုရင်လည်းသူကနန်းနေဆင်းပေးထားတဲ့အပင်ရင်းနဲ့ဆိုရင်ဒီလေးဘရိတ်ကြီးကလည်းတော်တော်ကြီးတွာလာနေသူကနန်းနေရာမှာအကုန်လုံးကလေးဘရိတ်တွေပဲအဲဆိုတော့ကျွန်တော်လေးဘရိတ်ကိုထား main တင်ကစားကြမယ်ပြီးတော့ကျွန်တော်ဒီတနင်္လာမနေ့ကနန်းညနေပြန်ဆင်းတဲ့ဆိုင်နဲ့ကျွန်တော်တစ်ချက်ကြည့်ဒီပထမတစ်ပင်နဲ့အခုနောက်ဆုံးတစ်ပင်ကဘာတူလဲဆိုရင်သူကကြာရင်းနေ့မှာ84ကြာရင်းနေ့မှာ05ဒီလိုလေဒုတိယတစ်ပင်မှာဗုဒ္ဓဖူးနေ့မှာ3မူ94ပေါ့နော်ဒီမှာဒီလိုလာဆင်းပေးတယ်ပြီးတော့13ဒီလိုလေးတွေရှိတယ်ဒီလိုလေးရှိပြီးတော့ဒီခွန်3ကဘယ်ကလာလဲဆိုတော့ကျွန်တော်တို့ဒီမှာခွန်3ပေါ့နော်ဗုဒ္ဓဖူးနေ့ကနသူရဲ့အရှိအပတ်ကျော်တယ်ပေါ့နော်2ပတ်လောက်ကျော်တယ်ဗုဒ္ဓဖူးနေ့မှာခွန်3ကဒီမှာခွန်3လို့ဆင်းတယ်ဒီခွန်1ကတော့ဒီမှာ38လို့ဆင်းတယ်38ဆိုတော့သူကတော့ break ပဲပေးသွားပါတော့ဒါပေမဲ့ကျွန်တော်တို့ကဒီမှာခွန်1ကဒီမှာဆင်းသွားပြီလို့ပြောလို့ရတယ်ဒါပေမဲ့ဒီမှာတော့ကျွန်တော် break အနေနဲ့ပဲတွားတယ်ဒီမှာအဲ့ဆိုတော့ကျွန်တော်ဒီတစ်ပင်မှာကြည့်လိုက်မယ်ဆိုရင်1 5နဲ့1 3အဲ့1 5တစ်ခွက်ကိုတော့ဒါထည့်ကစားကြပါတော့ဒီ1 3ကတော့ကျွန်တော်တို့ဒါညမနေ့ကနန်းဖြစ်တဲ့1 3တစ်ခွက်ကိုယူလိုက်မယ်ဆိုရင်ဒါတော့ကျွန်တော်ပြောတဲ့ break ကပါပြီးတာအဲ့ဆိုတော့1 3ကတော့ပြောစရာမလိုတော့ဘူးကျွန်တော်အဲ့ဆို1 5တစ်ခွက်ကိုနေ့ပြန်ထည့်ပြီးမှကစားမယ်ဒီ site လေးတွေကလာတယ်နော်သိရှာလေးကြည့်ကျွန်တော်ဒီခွန်9 4930ခွန်ကဒီ site နဲ့ဆိုရင်ကျွန်တော်ပြောလို့သူပြင်းမလို့ဘူးဒီ4 break က4 break ကပြင်းမလို့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ4 break ကိုအဓိကကစားမယ်အဲဆိုတော့ကျွန်တော်နေ့ပြန်တော့ကိုရေးလိုက်တော့မယ်နော်နေ့ပြန်တော့ကျွန်တော်တို့ဒါ21ရက်10လ2020အင်္ဂါနေ့ကျွန်တော်တို့ break ကိုရေးလိုက်မယ်နော် main break ကျွန်တော် main break ကတော့ဒါနေ့ရက်အတွင်းပေါ့နော်နေ့ရက်အတွင်းဆိုမဲ့ကျွန်တော်ဒါမနေ့ပြန်မှာတော်တော် site ကောင်းတယ် main break မှာကျွန်တော်တို့4 break ဒါ main ဆိုလို့ကြိုက်ခွက်ရှင်တင်ဖို့ပေါ့နော်လောဆယ်သူက13ရက်ကျွန်တော်တို့86ရက်ကျွန်တော်တို့34ရက်ဒီ3ခွက်ကိုအဓိကထားပြီးမှကစားမယ်သူကတော့ကျွန်တော်ပြောလို့ဒါနေ့ရက်အတွင်းလို့ရေးပြလိုက်မယ်နော်ပြီးတော့ကျွန်တော်တို့မနေ့ပြန်နေ့တိုင်းထိုးခွက်ကအများကြီးမရှိဘူး main ကထိုးရမှာက35ရက်4ခွန်ရက်ကျွန်တော်တို့5ရက်ဒီ3ခွက်ကိုပဲကျွန်တော်တို့အဓိကထားပြီးမှထိုးရမယ်နော်ကျန်တဲ့ site တွေနဲ့တွားကြည့်မယ်ဆိုတော့ကျွန်တော်တို့ဒါကဏ္ဍတွေအများကြီးလိုက်เสียရှိရပြောမယ်ဆိုရင်ဥပမာပေါ့နော်ဒီနှစ်3ထွက်တဲ့ site နဲ့တွားကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ဒါသူကဏ္ဍတွေထပ်ပြီးမှရှိမယ်8-3ထွက်တဲ့ site နဲ့ဆိုရင်ဒီမှာ9-60ဆိုရင်ကျွန်တော်ထပ်ကြည့်လိုက်မယ်ဆိုရင်သူကလည်းကဏ္ဍတွေထပ်ပြီးမှထွက်လာအောင်ဒါပေမဲ့ site ကောင်းတဲ့ဟာနဲ့ကိုကျွန်တော်အဓိကရွေးထားပြီးတာပေါ့နော်ဒီ8-3ထွက်ပြီးတော့ဒီမှာနောက်တစ်ပတ်မှာဆိုရင်ကျွန်တော်တို့ဒီမှာ3-5ဆိုတာမျိုးလေးဆင်းပေးထားတာရှိတယ်အဲဆိုတော့လေကျွန်တော်တို့3-5တော့ကိုကျန်တဲ့6ချိန်မှာ main မွေးမယ်ပေါ့နော် main မွေးမယ်ကျန်ကျွန်တော်တို့6ချိန်မှာmain မွေးတစ်ခွက်ကောင်းပေါ့နော်သူက3-5ပေါ့နော်3-5ထိတ်နေအဓိကကြပေးတာအဲဆိုတော့ကျွန်တော်တို့ဒီဒါမနေ့ပြန်ဒီ main break ကတော့ကျွန်တော်နေ့ရက်အတွင်းပေါ့နော်ဒီနေ့ရက်အတွင်းကတော့ဆင်းနိုင်တယ်မနေ့ပြန်ကိုပို့လို့ site ကောင်းတယ်ပြောမယ်ဆိုဒီကျွန်တော်နေ့တိုင်းထိုးဘက်ကအများကြီးမရှိဘူး3-5 4ခွန်ရဲ့5ရဲ့ဒီ3ဘက်ပဲရှိမယ်ကျွန်တော်ပြောတဲ့ main မွေးတစ်ခွက်ကောင်းတော့မမေနဲ့3-5အားဒီဟာလေးရှိမယ်နော်4 break ကျွန်တော်က4 break ပေါ့နော်ဒီမိတ်ဆွေတွေအနေနဲ့ကျွန်တော်ပြောလို့နော်ဘာသာ break တွေလိုက်ရင်လည်းကျွန်တော်ပြော4 break လေးနဲ့တွဲလိုက်ကျွန်တော်တို့ဒီ1 break ကိုလိုက်ချင်လဲ4 break လေးနဲ့တွဲပြီးမှဒီလိုလေးကစားရပေါ့နော်အဲ့ဒါဆိုရင်တော့နည်းနည်းပိုအဆင်ပြေလိမ့်မယ်ဒီတော့ကြပါတော့ဒီမှာဆိုရင်လောလောဆယ်ပြောမယ်ဆို6-4တို့1-3ညတို့ကလောဆယ်မဆင်ပြေဘူးခွန်5တွေပဲတောက်လျှောက်ဆင်ပြေနေဒီ site လေးကလာနော်မိတ်ဆွေတို့တစ်ချက်ကြည့်နေ့3ည3-5အဲ့ဆိုတော့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะကျွန်တော် Viber နဲ့ Telegram channel ကို comment အောက်မှာ link ချထားပေးပါမယ်ဝင်တဲ့လူဆိုရင်အခမဲ့ဝင် join ထားလို့ရပါတယ်ကြည့်ပေးတဲ့ရောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်